စင်မြန်ကိုရင်ခံလောက်စေတဲ့ဒဏ်ရာပြဿနာများအားလုံးပဲမင်္ဂလာပါများ YGN Titan Sport ကနေပြန်လည်ကြိုလိုက်ပါရစေ။အာဆင်နယ်ရဲ့ဒဏ်ရာရလူစင်းကတော့တစ်ပတ်ထက်တစ်ပတ်ပိုပြီးတော့တိုးလာနေပါတယ်။အာဆင်နယ်ကအဆောင်ချမ်းခီးတန်ကိုတီးတသာခံနေရပြီးထုံးစံအတိုင်းအင်အားရိုင်နေလာနေပါတယ်။နေရာဒီတော့ကစားမတွေခေါ်ယူအားဖြည့်ထားတာတော့အာဆင်နယ်အတွက်ကတော့မလုံလောက်သေးပါဘူး။အာဆင်နယ်ကဒီဇင်ဘာလအတွင်းမှာနေနောက်တန်းတစ်ခုလုံးပြုတ်ပြုံသွားပြီးအမှတ်တွေရော့ကျကုန်ပါတယ်။အာဆင်နယ်ကနိုဝင်ဘာနိုင်ငံပေးရမှာသူတို့ရဲ့အထူးကစားမတယောက်ဖြစ်တဲ့ဂါဘရီယယ်နိုင်ငံအသင်းကနေဒဏ်ရာရလာပါတယ်။အဲဒီနောက်ဝီလီယံဆာလီဘာဒဏ်ရာရသွားတဲ့အခါအာဆင်နယ်တို့စတင်ရုန်းကန်ရပြီးချဲဆီကိုတေချသွားပါတယ်။ကစားမသင်းခရစ်ရှန်မော်စကီကလည်းကန်ဆိုးစွာနဲ့ထပ်မံဒဏ်ရာရရှိသွားပြန်တဲ့အခါအာဆင်နယ်ရဲ့ဗိုလ်ခန်းစစ်မှာပီရိုအင်ကာဘီတယောက်ပဲကျန်ပါတယ်။ဒီနေရာကိုဂျူလီယန်တင်းမအစားဝင်ကစားပေးခဲ့တယ်လို့ပြီးခဲ့တဲ့ကလပ်ဘရူးချန်ရဲ့ပွဲစဉ်မှာခရစ်ရှန်နော့ကတ်ဝင်ရောက်ကစားပေးနေပါတယ်။အာဆင်နယ်ရဲ့ဘယ်တော့မှကစားသမားလီယန်ထရိုထရော့ဆက်ကလည်းဒဏ်ရာရနေတော့ပါပဲ။ဂါဘရီယယ်ဂျေဆူးကလူစင်းမှာပြန်လည်ပါဝင်လာပြီးကစားနိုင်ပြီဆိုပေမဲ့လူငယ်လေးမက်တာမန်ကတော့ထပ်မံဒဏ်ရာရရှိသွားပြန်ပြီးကာယာဘတ်နဲ့အတူအနားယူနေရပါတယ်။ဂျိုင်းမာတော့ကဖျားနာနေလို့မပါဝင်နိုင်ခဲ့တဲ့တင်ဂလာရိုက်ဟာတက်တာလာနေပြီဆိုပေမဲ့လာမယ့်ဝူးနဲ့ပွဲစဉ်မှာပြန်ကစားနိုင်မှာမလားဆိုတာမသိကြပါဘူး။ဘယ်ဆိုနောက်ခံလို့ရီကာဒိုကာလာဖီယိုရီကပါအဝါကတ်9ကတ်ပြည့်သွားတာကြောင့်တပွဲပယ်ခံထားတဲ့အချိန်မှာအာဆင်နယ်နောက်တန်းကလည်းခဏခဏဖြစ်သွားခဲ့ရပါတယ်။ဒီကြားထဲအာဆင်နယ်ကိုနောက်ပြန်ဆွဲနေတာကဘူကာယိုဆာကာရဲ့တကူကောင်းဆန်ခြင်းပဲဖြစ်ပါတယ်။ဆာကာကဘောလုံးကိုကိုယ်တိုင်ကန်ဖို့စဉ်းစားနေတယ်လို့ဖီတာယိုကာရက်နဲ့လည်းချိတ်ဆက်ကစားခြင်းရှိမနေတာကအသင်းအတွက်ပြဿနာဖြစ်လာပါတယ်။ဒီလိုအခြေအနေတွေဟာအာဒီတာနဲ့ခေါင်းကိုက်ဆရာဖြစ်နေမှာပါ။ရင်ခံနေတဲ့ကြားထဲစင်မြန်တို့ဝီဘလေတွေကိုဒီတစ်ပတ်အနိုင်ယူနိုင်ပါမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။